ည3 နာရီလောက်မှာကျွန်တော်အိတ်နေတော့တယောက်ကတကားကိုတောက်လို့တိတ်ကလေးခောက်နေတောင်ကျွန်တော်ကြားရတယ်။နာရီကိုကြည့်လိုက်တော့3 နာရီတိရှိပြီဗျာ။အဲ့ဒီအချိန်မှာအပြင်ကဘသူလာမလဲဆိုပြီးစိတ်ထဲမှာအံ့ဩနေခဲ့တယ်။ဒါရင်မှအတန်ထပ်မကြရတော့ကျွန်တော်အိတ်ရကနေထလျှောက်လာပြီးတကားဘက်ဖြည်းဖြည်းသွားလိုက်တယ်။နှလုံးခုန်တန်းတော်တော်လေးညံ့နေပြီ။တကားနားကိုရောက်သွားတော့အတန်ချက်ချင်းပျောက်သွားတယ်။တန်တရားနဲ့တကားကိုအနှဲငယ်ဖွင့်ပြီးအပြင်ကိုကြည့်လိုက်တယ်။ဒါပေမဲ့ပြင်မှာဘယ်သူမှရှိမနေခဲ့ဘူးလမ်းပေါ်မှာလေးတွေတောင်မတိုက်ဘူးအရန်တိတ်ဆိတ်နေခဲ့တယ်ငါထင်မှားလားလို့စိတ်ထဲမှာပြောလိုက်တယ်တကားကိုပြန်ပိတ်ပြီးလှည့်မဲ့ဆိုတဲ့အချိန်မှာအနောက်ကနေအတန်တစ်ခုတိတ်လေးကြားလိုက်ရတယ်တကားမဖွင့်နဲ့ကျွန်တော်တခါတည်းအေးကနေဖြစ်သွားတယ်အတန်ထပ်ပြောတယ်ငါအပြေးမှာမဟုတ်ဘူးအဲ့ဒီစကားတန်ကြားလိုက်တဲ့အချိန်မှာကျွန်တော်နောက်ကိုတပြေးပြေးချင်းလှည့်ကြည့်လိုက်တယ်အဲ့ဒီခန်းထဲမှာကျွန်တော်တယောက်တည်းပဲရှိရမယ်ဒါပေမဲ့အဲ့ရပေါ်မှာလူတယောက်ထိုင်နေတယ်သူကကျွန်တော်မျက်နှာနဲ့တူတူပဲဗျဒါပေမဲ့သူ့မျက်လုံးကြီးကအနက်ရောင်ကြီးသူကတဖြည်းဖြည်းပြုံးပြီးပြောလိုက်တယ်အခုမှပြန်လာတာလားဒီခန်းထဲမှာအမြဲတမ်းငါတယောက်တည်းနေခဲ့တာအဲ့ဒီညအစပြီးည3 နာရီတိုင်းတကားခောက်တန်းကိုကျွန်တော်ကြားနေရတော့တာပဲဗျာရှေ့ဆက်ပြီးကျွန်တော်ဘာတွေဖြစ်မလဲဆိုတာကိုသိကျင်လို့ရှိရင်အပေါင်းလေးနှိပ်ပြီးတော့ like and share လေးလုပ်ပြီးတော့ပါဗျာ